အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အရန်စားလူကောင်းတဲ့အာလူခောက်ဆွဲလေးလုပ်စားမှာဖြစ်ပါတယ် ready made ခောက်ဆွဲမဟုတ်ဘဲနဲ့ကျမကြီးနဲ့ညီညွတ်တဲ့ home made ခောက်ဆွဲလေးလုပ်စားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီအာလူခောက်ဆွဲလေးကအာဟာရပြည့်ဝပြီးတော့ကြတော့စားလို့လည်းကောင်းပါတယ်ရှင်ခောက်ဆွဲလုပ်နည်းလေးကိုကျမနဲ့တူတူအဆုံးထိကြည့်ရှုပေးကြပါအောင်နော်အရင်ဆုံးအာလူသီးလေးတွေကိုအခွန်ခွာပြီးတော့ကြတော့၄ပိုင်းပိုင်းထားလိုက်ပါတယ်ပြီးရင်တော့ရင်နွေးတည်ထားတဲ့ထဲကိုထည့်ပြီးတော့ပြုတ်လိုက်ပါတယ်အဖုံးခဏအုပ်ထားလိုက်ပါမယ်နော်ပြီးရင်တော့အာလူသီးလေးတွေခြေလို့ရတဲ့အနေထားရောက်သွားပြီဆိုလို့ရှိရင်တော့ဆယ်လိုက်ပါတယ်ပြီးရင်အပူတွေကုန်သွားအောင်ရေနဲ့ဆေးပြီးတော့ကျွန်မခုလုပ်တယ်လို့လေးခြေလိုက်ပါတယ်ခုလိုအာလူခဲလေးမကြမ်းမဲအကုန်ခြေသွားပြီဆိုရင်တော့ပြောင်းခေါ်မုံလေးထည့်ပြီးတော့ကြတော့အာလူခြေထားတာလေးနဲ့ရောပြီးတော့နေပါမယ်ခုလိုမျိုးလက်ကိုပြန်မကတ်တော့တဲ့အထီကိုပြောင်းခေါ်မုံလေးကိုလူတစ်လောက်ထည့်ပြီးတော့ချိန်ဆပြီးတော့နေနိုင်ပါတယ်ဒီအနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ခောက်ဆွဲဆလုပ်လို့ရပါပြီခောက်ဆွဲချောင်းလေးလုပ်ဖို့အတွက်စစ်နီတုံးပေါ်မှာကွန်မုံလေးအနှဲငယ်ဖြူလိုက်ပါတယ်ပြီးရင်တော့ဒီလိုမျိုးလေးလှိမ့်ပြီးတော့ခောက်ဆွဲလေးလုပ်ပါတယ်ဒီနေရာနည်းနည်းတော့အချိန်ယူရအောင်ပေါ့နော်ကျန်တဲ့အပိုင်းနေရာတော့မြန်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့ခောက်ဆွဲလေးရသွားပါပြီခောက်ဆွဲလေးတွေကိုတည်ထားတဲ့ရင်တွေထဲမှာထည့်ပြီးပြုတ်ပါတယ်ထည့်လို့ရှိရင်ညင်ညင်တတလေးထည့်ပေါ့နော်ကျမပြက်ခနဲ့ထည့်လိုက်တော့ကြတော့ခောက်ဆွဲလေးတွေကကျိုးသွားပါတယ်ခုကတော့ sauce လုပ်မှာပါ sauce လုပ်ဖို့အတွက်ကျက်သွန်မြူနှုတ်ဆင်းထားတာလေးထည့်မယ်နှမ်းထည့်မယ်ငရုတ်သီးမုံထည့်ပါမယ်ပြီးရင်တော့ peanut butter ထည့်ပါမယ် peanut butter မရှိဘူးဆိုလို့ရှိရင်လည်းမြေပဲဆန်ထောင်းပြီးတော့လည်းထည့်လို့ရပါတယ်ပြီးရင်တော့ပဲငတ်ပြားကြီးထည့်ပါမယ်ပြီးရင်စားတကြအနှဲငယ်ထည့်ပါမယ်ဒါကတော့ sauce ထဲကိုလောင်းထည့်ဖို့အတွက်စီပူတည်တာပါစီပူသွားပြီဆိုလို့ရှိရင်ဆောင်းကဆက်ထားတဲ့ sauce လေးတွေကိုလောင်းထည့်ပြီးတော့ကြတော့မှွေပေးလိုက်ရုံပါပဲရှင်အခုဆိုလို့ရှိရင်တော့ sauce လေးရသွားပါပြီဒါကတော့အာလူခောက်ဆွဲလေးတွေကိုတစ်ခုနဲ့တစ်ခုမကတ်အောင်ရေးအေးလေးနဲ့ဆေးထားတာပါခုဆိုလို့ရှိရင်တော့ sauce လေးထည့်ပြီးတော့ကြတော့တုပ်ပါတော့မယ်ထည့်ပြီးတော့နယ်မယ်ဆိုလို့ရှိရင်တော့ညင်ညင်တတလေးနယ်ပေါ့နော်မဟုတ်ရင်ခောက်ဆွဲလေးပြတ်ထွက်သွားမှဆိုလို့ပါအခုဆိုလို့ရှိရင်တော့စားလို့ရပါပြီရှင်စားကြပါအောင်ရှင်တော်တော်လေးစားလို့အောင်သူကလေလုံးရတာတော့အရန်လွယ်တယ်ဒါပေမဲ့အချိန်လေးတော့နည်းနည်းပေးရတယ်ပေါ့နော်ဒီအာလူလေးကိုခောက်ဆွဲပုံစံလုပ်တဲ့ချိန်လေးမှာအချိန်နည်းနည်းပေးရတယ်ဒါပေမဲ့ပေးရတဲ့အချိန်နဲ့တော်တော်လေးတန်ပါတယ်စားလို့ကောင်းပါတယ်ရှင်လောက်ရလွယ်ကူရိုးရှင်းတဲ့အစားအစာလေးမို့လို့အားလုံးပဲ like လုပ်စားကြည့်ကြပါရှင်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်